ကိုယ့်ရဲ့ Gmail အကောင့်ရဲ့ password လေးကိုမေ့နေလို့ပြန်ကြည့်ချင်ကြတဲ့မိတ်ဆွေတွေအတွက်ကိုယ့်အနေနဲ့ Gmail အကောင့်လေးကို login ဝင်ထားပြီးတော့ကိုယ့်ရဲ့ Gmail အကောင့်ရဲ့ password လေးကိုမေ့နေတယ်ဆိုရင်တော့အခုပြောပြပေးမယ့်နည်းလမ်းလေးအတိုင်းမိတ်ဆွေတို့အနေနဲ့ password အသစ်ကိုပြန်ယူလို့ရနိုင်ပါတယ်ခင်ဗျာ။ Okay ပါဒီနည်းလမ်းလေးကိုလုပ်ဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ Google အကောင့်ကို login ဝင်ထားမှဒါကိုယ့်အနေနဲ့ဒီနည်းလမ်းလေးနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဘယ်လိုမျိုးပြန်ယူရမလဲဆိုတာကျွန်တော်နဲ့တူတူလေ့လာကြည့်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲက Google software ဒါမှမဟုတ် Gmail software လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်။ Okay ပါ Gmail software တွေကိုဝင်ပြီးလုပ်ရလည်းရပါတယ်။ဒီမှာရှိတဲ့ Google ကျွန်တော်တို့ software လေးတွေကိုဝင်ပြီးရင်လည်းလုပ်လို့ရပါတယ်။ Okay ပါကျွန်တော်အနေနဲ့တော့ Google တွေကိုဝင်ပြီးတော့ပြပေးပါမယ်။ပထမဆုံးအနေနဲ့ Google software လေးတွေကိုဝင်ပေးလိုက်ပါ။ software တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်ညာဘက်အပေါ်ထောင်းမှာရှိတဲ့ Google account logo လေးကိုနှိပ်ပေးလိုက်ပါခင်ဗျာ။ Okay ပါဒီနေ့ကိုရောက်ပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့ manage your Google account ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါ။ Okay ပါဒီနေ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာရှိတဲ့ setting လေးခုမြောက်က Google password ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်။ Okay ပါ Google password ဆိုတဲ့ setting လေးတွေကိုဝင်ပေးလိုက်ပါ။ Okay ပါဒီနေ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီအပေါ်မှာ new password ဆိုပြီးတော့ကျွန်တော်တို့ password အသစ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရင်လည်းကျွန်တော်တို့ confirm new password ပေါ့နော်အပေါ်မှာရိုက်ထည့်ခဲ့တဲ့ကျွန်တော်တို့ password တွေကိုအောက်မှာလည်းကျွန်တော်တို့ထပ်တူကြအောင်ရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ် Okay ပါဒီ password ပေးတဲ့နေရာမှာမိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ password ကိုလုံလုံခြုံခြုံဖြစ်အောင်လို့ပေါ့နော်ကျွန်တော်တို့အင်္ဂလိပ်အခရာတင်ရှာကဏ္ဍနောက်ပြီးတော့ကျွန်တော်တို့ simple လေးတွေပေါ့နော် special character ဆိုတဲ့ကျွန်တော်တို့ဒါမျိုးလေးတွေပေါ့နော်ဒီလိုမျိုးဟာလေးတွေလည်းကိုယ့်အနေနဲ့ရေးထည့်ပေးရမှာဖြစ်ပါတယ်ဒါမှဒါကျွန်တော်တို့ရဲ့ Google account ရဲ့ password က strong ဖြစ်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ Google account ရဲ့ password က strong ဖြစ်မှာဒါကျွန်တော်တို့အနေနဲ့ဒီမှာရှိတဲ့ change password ကိုနှိပ်တဲ့အခါမှာဒီလိုမျိုးအနီးတွေမပေါ်လာမှာပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ Google account ရဲ့ password လေးတွေကိုဒီနေရာမှာတေချာလေးမှန်မှန်ကန်ကန်လေးနဲ့တေချာလေးဖြစ်အောင်ရေးမယ်ပြီးပြီဆိုရင်လည်းဒီအောက်မှာရှိတဲ့ကွက်လက်မှာလည်းအပေါ်မှာရေးခဲ့တဲ့ကျွန်တော်တို့ password စကားလုံးလေးတွေကိုဒီအောက်မှာပြန်ထည့်ပေးရပဲပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာရှိတဲ့ပြားရောင်စာတန်း change password ကိုနှိပ်လိုက်မယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ password အသစ်ကိုမှတ်သားထားလို့ရပြီပေါ့နော်ဒါဆိုရင်တော့မိတ်ဆွေတို့ရဲ့ Google account ရဲ့ password တွေကိုကိုယ့်အနေနဲ့ note ထဲမှာပဲဖြစ်ဖြစ်ကိုယ့်အနေနဲ့တေချာလေးမှတ်ထားလို့ရပါပြီခင်ဗျာ Okay ပါဒီနည်းလေးကိုအသုံးပြုပြီးတော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ Google account ရဲ့ password လေးတွေကိုမေ့နေလို့ပြန်ယူခြင်းကြတဲ့မိတ်ဆွေတွေအတွက်ဒီနည်းလေးကိုအသုံးပြုပြီးတော့ပြန်ယူလို့ရနိုင်ပါတယ်ခင်ဗျာ Okay ပါတခြားနည်းလေးတွေလည်းရှိပါတယ်မိတ်ဆွေတို့အနေနဲ့သိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ